အားလုံးမင်္ဂလာပါ Study ရမလေးရှားကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီတစ်ခါမှာတော့ campus တူအနေနဲ့ပြပေးသွားမှာကတော့ Hotel Management နဲ့ Business Management မှာနာမည်ကြီးရဲ့အကြောင်းတစ်ခုဖြစ်တဲ့ Independent Campus ကိုရောက်ရှိနေရဖြစ်ပါရရှင်ဒီကျောင်းမှာဆိုလို့ရှိရင်ကျွန်တော် Study ရဲ့အကြောင်းသားပေါင်းများစွာလည်းရှိနေရဖြစ်လို့ campus တူအနေနဲ့ပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲညီမတို့နဲ့အတူလိုက်ကြည့်ပေးကြပါအောင်နော်ဒီနေရာလေးကတော့ Unilife ရဲ့ပထမအောင်ဆုံးနေ့မှာကျောင်းသားတိုင်းအရောက်လာရမယ် reception ရဲ့ lobby လေးပဲဖြစ်ပါတယ် information တွေရယူဖို့ office staff တွေနဲ့ဆက်သွယ်ဖို့ကဒီနေရာလေးကအစပြုရလို့ပြောရမယ်ဆိုလို့ရှိရင်လည်းမမှားပါဘူးเนาะဒီနေရာလေးကတော့ academy နဲ့ပတ်သက်တဲ့များခက်ခဲအားလုံးကိုတရားဝင်ဖြည့်ဆည်းစရာမလိုပဲ advisor တွေနဲ့လာရောက်ဆွေးနွေးပြီးတော့ကိုယ်ဆော့လုပ်နိုင်မယ့် academic consultation center လေးပဲဖြစ်ပါတယ်ရှင်တန်းပြီးလို့ research လုပ်မယ်ဆိုရင်လည်း cafeteria မှာအစားအသောက်ဆောင်လေးရှိပါတယ်เนาะအားကစားဝါသနာပိုင်းတွေအတွက်လည်း campus တွင်းမှာလည်း table course, football course, futsal course, table tennis တွေလည်းအစုံလေးရှိနေရမို့လို့အားကစားကို professional legend တွေနဲ့သူတွေအတွက်ကတော့လုံးဝအဆင်ပြေတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါကတော့အနုပညာဝါသနာပိုင်းတွေအတွက်တခြင်းတွေကိုကိုယ်ပိုင်ဖန်တီးနိုင်တဲ့ music room လေးပဲဖြစ်ပါတယ်ရှင်ဒါကတော့ Hotel Management Major, Culinary Major ကိုအဓိကယူထားတဲ့ကျောင်းသားတွေအတွက်အတွေ့အကြုံရရှိအောင်ကျောင်းတွင်းထဲမှာပဲဖွင့်လှစ်ထားတဲ့ Akira Restaurant, Training Kitchen, Production Kitchen, Pastry Kitchen တွေပဲဖြစ်ပါတယ်ဒါကတော့ Independent Campus မှာ Hotel Management Major ကိုအဓိကယူထားတဲ့ကျောင်းသားကျောင်းသူတွေအတွက်လက်တွေ့လှုပ်ဆောင်နိုင်အောင်ထားရှိပေးထားတဲ့ Training Room လေးပဲဖြစ်ပါတယ်ကိုယ့်ရဲ့ Multimedia Security Image တွေကိုအကောင့်ထဲပေါ်ခြင်းလဲဆိုရင်လည်းဒီလို facility ပြည့်စုံတဲ့ studio lab တွေရှိပါတယ်နော်။ယူရိုက်ဆိုတာကလက်ချာရည်နဲ့ပဲအချိန်ကုန်သွားတာမဟုတ်ပဲစမ်းသစ်တဲ့အတွေ့အခေါ်တွေကိုပါလေ့ကျင့်သင်ကြားပေးနေရာလေးဖြစ်တာမို့လို့ဒီလိုမျိုး model class တွေကိုပါထားရှိပေးရပဲဖြစ်ပါတယ်ရှင်။ဒါကတော့လက်ချာသွေးတာလေးပဲဖြစ်ပါတယ်။ဒီနေရာလေးမှာဆိုရင်တော့ကျောင်းသားကျောင်းသူတွေရဲ့ do like presentation ပဲဖြစ်ဖြစ် discussion လေးတွေဖြစ်ဖြစ်ပြုလုပ်တဲ့နေရာလေးဖြစ်ပါတယ်ရှင်။ဒီနေရာလေးကတော့ Independent Campus မှာ Computer Science Major ကိုအဓိကယူထားတဲ့ကျောင်းသားလေးတွေအတွက် Model Facility နဲ့ပြည့်စုံတဲ့ Computer လက်ခန်းလေးဖြစ်ပါတယ်။ဒါကတော့ Independent Campus မှာ Networking Major ကိုအဓိကယူထားတဲ့ကျောင်းသားလေးတွေအတွက် Networking Lab ခန်းလေးပဲဖြစ်ပါတယ်ရှင်။ဒီနေရာလေးကတော့ကျောင်းသားကျောင်းသူတွေ research တွေလုပ်တာဖြစ်ဖြစ် youth discussion တွေလုပ်တာဖြစ်ဖြစ်အေးစစ်စစ်တောက်တောက်နေလို့ရအောင်ဖန်တီးပေးတာရဲ့နေရာလေးပဲဖြစ်ပါတယ်ရှင်။ဒါကတော့ကျောင်းသားကျောင်းသူတွေ coffee တောက်ရှင်တဲ့အချိန်တိုင်းမှာအေးစစ်စစ်လာရောက်တောက်နိုင်တဲ့ coffee ဆိုင်လေးပဲဖြစ်ပါတယ်နော်။ဒါကတော့ Independent Campus ရဲ့ rooftop area လေးပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်ကျောင်းသားလေးတွေအေးစစ်စစ်စားလို့ချင်တာဖြစ်ဖြစ်တကယ်ချင်းတွေနဲ့ဟန်ကောက်လို့အကောင်းဆုံးနေရာလေးပဲဖြစ်ပါတယ်။လေးဘက်ချောင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တောင်တန်းကြီးရဲ့အထာတရားကိုမြင်ရဖြစ်ပြီးတော့စားလို့ရလို့စိတ်ပူစင်များနေတဲ့သူတွေအတွက်တော့လုံးဝ escape ဖြစ်မဲ့နေရာလေးပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ Independent Campus ရဲ့နေရာတော်တော်များများကိုပြခဲ့ပြီးမို့လို့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နော်။နောက်ထပ်ဒီမှာလည်းဘယ် University ရဲ့ Campus တို့ကိုထပ်မံရိုက်ပြပေးသွားမယ်ဆိုတာကိုလည်းစောင့်ကြည့်ကြပါအောင်နော်။အားလုံးပဲတတား